ဒီမြောက်ကလေးရဲ့နာမည်ကတော့ Punch တဲ့သူဟာငယ်ငယ်လေးကလေးကသူ့အမေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရရှာတာပါနှွေးထွေးမှုလည်းမရှိကာကွယ်ပေးမဲ့သူလည်းမရှိသလိုဘသူရဲ့အချစ်ကိုမှလည်းမရခဲ့ရှာပါဘူးဒါကြောင့်မို့လို့သူ့ကိုပြုစုစောင့်ရှောက်ပေးတဲ့သူကအမေဖြစ်သူရဲ့ကိုစားမြောက်အယုတ်လေးတရုတ်ကိုအဖော်အဖြစ်ပေးထားခဲ့ပါတယ်သူကအကောင့်သေးသေးလေးပဲရှိသေးတာကြောင့်အရန်အားနေတဲ့အထွတ်တခြားမြောက်ကြီးတွေရဲ့အနိုင်ကျင့်ခြင်းကိုလည်းမကြာခဏခံရလိမ့်ရှိပါတယ်တခါတုန်းကဆိုရင်ပန့်ချာနှာခေါင်းကသွေးထွက်တဲ့အထီကိုအပြင်းထန်အနိုင်ကျင့်ခံခဲ့ရပါတယ်ဒါပေမဲ့ပန့်ရဲ့စိတ်ဓာတ်ကတော့တော်တော်လေးကိုကြန့်ခိုင်ပါတယ်သူဟာအနိုင်ကျင့်ခံနေရပြီမဲ့လေဒီနေ့မှာအားလုံးကသူ့ကိုလက်ခံလာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့သူတို့အတိုင်းဝိုင်းနဲ့ဝင်ဆန့်အောင်အမြဲတမ်းကြိုးစားနေခဲ့ပါတယ်ဖြူစုစောင့်ရှောက်ပေးတဲ့သူကလည်း Punch အပေါ်မှာအရန်ကိုကျဉ်းနာတတ်ပါတယ်Punch ကတော့သူ့ကိုပြုစုပေးတဲ့သူနဲ့တွေ့တိုင်းအမြဲတမ်းသူ့အပေါ်ကိုတွေ့တက်နေတတ်ပါတယ်နောက်ပြီး Punch ကိုတန်မာလာစေဖို့အတွက်ပြုစုစောင့်ရှောက်သူကအစားအစာတွေကိုလည်းပိုပြီးကျွေးမွေးလေးရှိပါတယ်Punch တဲ့အရင်တက်ပိုပြီးတန်မာလာပြီးတော့သူ့ရဲ့အတိုင်းဝိုင်းထဲမှာအဆင်ပြေပြေနေထိုင်သွားနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်